3လပိုင်း31ရက်နေ့မှာဖန်တီးပြည့်ခွင့်ရတာလေဒီလေးနဲ့ဝင်ရောက်ပြီးလို့ပါတယ်ဒီနေ့ရတယ်31ဆိုတော့တန်ခိုင်ဖြစ်တယ်ပေါ့နော်လုံသားလေးမှာဘုံကြီးတန်များမေးကြတဲ့ခါနှလုံးသားလေးမှာကြည်ကြည်ရှုံးပြီးဘူရိုရှုံးပြီးမလားလောကကြီးမှာတန်ကြတွေကြသေးစုမိခိုင်မှာပြေဖို့ချင်တွေမုံကြီးမုံနေမလားရဲ့တဲ့စေတဲ့သူနာမလေးရဲ့တဲ့ခွေကပေးတော့ဆုံးလင်းတော့တရားဒီလိုတော့တဲ့ဘေးမရဲ့တဲ့စေတဲ့သူနာမလေးရဲ့တဲ့ပြေချပေးတော့ဆုံးလင်းတော့တရားစေတဲ့သူတဲ့တော့ကတဲ့ကစားတရားတွေပေါင်းနေမနေမှုစတဲ့ခါအတွေ့ကများစွာစိတ်ထကြကမိုးရွှုံပြီးမလားလောကကြီးမှာတန်တတွေကြသေးစုမိခိုင်မှာအပြေဖို့ချင်တွေမုံကြီးမုံနေမလားရဲ့တဲ့စနေသူနာမလေးရဲ့တဲ့ဝေကပေးတော့ဆုံးလင်းတော့တရားဒီလိုတော့တဲ့ဘေးမရဲ့တဲ့စနေသူနာမလေးရဲ့တဲ့ပြေချပေးမဆုံးလင်းတော့တရားစေတဲ့သူတဲ့လောကတဲ့ကစားရဲ့တဲ့စနေသူနာမလေးရဲ့တဲ့ခွေကပေးတော့ဆုံးလင်းတော့တရားဒီလိုတော့တဲ့ဘေးမရဲ့တဲ့စနေသူနာမလေးရဲ့တဲ့ပြေချပေးတော့ဆုံးလင်းတော့တရား